အောင်ရဲချင်းရဲလို့ရတယ် မိဘာဖြစ်နေရလဲမိဘာဖြစ်ချင်နေရလဲ မောင်မိဖျားဖြစ်ချင်တာ ဒီနော်မောင်ရဲလောက်ပြီဒရိုက်တာမေမင်းမောင်ရဲ့စကားလေးပါတန်ရလော့လေးပါဒရိုက်တာမေမင်းမောင်ကတော့တည့်ရဲ့အတိုင်းပဲသူစကားတိုင်းမှာသူအဲ့လိုမျိုးပြည့်တဲ့တွေထိစေမဲ့စကားလုံးတွေပေါ့နော်ပြန်ကြည့်တဲ့အခါမှာဒီပြည့်တဲ့တွေနဲ့ဒီပေါ့နော်ထပ်တူပဲအရန်ချိန်ခုံရတယ်အရန်လည်းကျင်းနေပါတယ်ပြီးတော့ကိုလည်းလီလီဖြစ်ခဲ့တယ်လို့ဖြစ်ခဲ့တယ်ပေါ့နော်ဟုတ်ဒီနေ့ပွဲလေးမှာလည်းတကယ်ကိုကဘာရင်ဝါရင်တကယ်ကိုအကယ်ဒမီများရှင်နေဟိုတကယ်လေးစားအားကြတဲ့အနုပညာဒီရောင်ဝပေါ့နော်တကယ်ကိုစီနီယာကိုရဲ့ဒါတင်ဆရာမြင်ဆရာကြားဆရာတွေပါပဲအားလုံးလာပြီးဝန်းရံပေးတဲ့အတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးစီကနေဒီလိုချစ်ချူစကားကြားရတဲ့အတွက်လည်းအတိုင်းမသိကိုပျော်ပြီးတော့အရန်ကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်တဲ့ကားကတော့ပေါ့နော်ဒါကပြည့်သက်တွေကြည့်လို့ရှိရင်ပေါ့နော်ပြည့်သက်တွေထင်မှတ်မထားတဲ့အဲ့လိုမျိုးဇက်အချိုးခွေလည်းအများကြီးပါတယ်ပြည့်သက်တွေဟိုထားပါတော့ဟိုအရန်လောင်ရမယ်ဟိုကားမျိုးလည်းမဟုတ်ဘူးပေါ့နော်တကယ်ပြီးတော့မိသားစုလေးရဲ့တန်ရောစီချစ်ချင်းမြတ်တာတွေရောဘာသာရေးအဆုံးအမတွေရောအားလုံးအချိုးညီညီပြသသွားတဲ့တကယ်မြန်မာစကားပေါ့နော်အဲ့လိုမျိုးကားလေးပေါ့ စားတကယ်ကိုရှိတာပါအဲ့ဒီမိန်းမလေးတွေကမိန်းမညံကိုတုံပြီးယောက်ျားတစ်ယောက်ကိုကြံစည်အဲ့ဒီယောက်ျားပြက်ကိုပြက် ငယ်တော့ကလီလီနဲ့မြို့ပေါ်ရောက်လာတော့ဒီမောင်မိဖျားဖြစ်စတဲ့လီလီနဲ့ကတော်တော်ကွာအောင်တော့ချိန်ထားတာပေါ့နော်ရိုက်တဲ့ချိန်မှာလဲလို့ငယ်တော့ကလီလီရိုက်လိုက်ရအဲ့လိုကြီးရလီလီရိုက်လိုက်ရဆိုတော့ဒီကမိတ်ကပ်တွေဝတ်စားပြင်ဆင်နေအိုက်တင်နေရစပေါ့နော်ချိန်ထားတယ်ပြီးတော့တငယ်ကလေးကဒီကလေးလေးကအကြောတင်းနေဆွာတယ်အဲ့လိုမျိုးသူကအဲ့လိုလူကြီးတွေတောင်မှသူကလို့ပြန်ပြီးတော့ရန်ဖြစ်တတ်တယ်ဆိုတော့ဗီဇလေးပါလာတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးကိုကာရက်တာဒီနေတော့ကနေဒီမျိုးဆိုင်နေတာပွဲအောင်စူးစမ်းထားပါဒီကကြီးမျိုးလုံးနဲ့စကားပြောရတဲ့အခန်းလေးဆိုလို့ရှိရင်ခက်ခဲခဲ့တယ်ဘာလို့လဲဆိုတော့ဟိုဒီကာရက်တာကလည်းပြင်းတယ်လေကာရက်တာလည်းပြင်းတော့ခါကြတော့ဟိုအများကြီးစူးစမ်းခဲ့ရတယ်အဓိကကသူကဒီမျိုးလုံး item တွေလည်းတော်တော်သွားရတယ်ဆိုတော့လေတော်တော်လေးကိုဘိုးတော်ကခက်ခဲခဲ့တဲ့ကာရက်တာတစ်ခုပေါ့အရန်စူးစမ်းအထုတ်ခဲ့တဲ့ကာရက်တာတစ်ခုပေါ့အမေကိုစတွေ့တဲ့အချိန်လေးကိုကိုလိုချင်တဲ့လူကိုပြောရတဲ့အချိန်လေးအဲ့လို item တွေတစ်ခုနဲ့တစ်ခုမတူအောင်တော့အများကြီးတော့စူးစမ်းအထုတ်ထားပါအားလုံးကတော့ဒါချစ်တဲ့စိတ်နဲ့ပေါ့နော်အားလုံးကတော့ဒါအမှတ်တည်ပေးကြပါဘောကိုကလည်းထပ်တူပေါ့ရေမခုံမှုဆိုတော့လိမ့်နေတာကြောက်မှာပေါ့ကိုကအနုပညာသမားတယောက်ဖြစ်တဲ့အတွက်ရေခုံတာပေါ့နော်သူတို့ကကိုကိုလို့ချစ်ချင်းမြတ်တာနဲ့အဲ့လိုတွေပြောကြလေကိုကပိုရှင်ခုံရလေကိုအတွက်ပို့ပြီးတော့တာဝန်ပို့ကြီးနေပေါ့ကိုကဒီနော်မောင်ရဲလောက်ပြီအဲ့ဒါလေးကတော့ဟိုပေါ့ဒရိုက်တာမေမင်းမောင်ရဲ့စကားလေးပါတန်ရလော့လေးပါဒရိုက်တာမေမင်းမောင်ကတော့တည့်ရဲ့အတိုင်းပဲသူစကားတိုင်းမှာသူကလိုမျိုးပြည့်တဲ့တွေထိစေမဲ့စကားလုံးတွေပေါ့နော်သူကလူငယ်ဒရိုက်တာတယောက်ဖြစ်တဲ့အတွက်သူကလည်းတကယ်စညွှန်းပိုင်းဆိုင်ရာမှာလည်းအရန်ကိုအားကောင်းတဲ့ဒရိုက်တာတယောက်ဖြစ်တဲ့အတွက်သူကိုယ်တိုင်ရေးတာပေါ့နော်အဲ့လိုသူရေးတဲ့ဒရိုင်ယာလော့တွေကလို့ပြောရလို့ရှိရင်လို့မျိုးအားတွေ့ရပေါ့နော်စီစီနစ်နဲ့အဲ့လိုမျိုးပေါ့နော်တကယ်လို့ trend ဖြစ်စေတဲ့စကားလုံးတွေပေါ့ဒါကတော့သူ့ရဲ့တကယ်ပညာပေါ့နော် အောင်ရဲချင်းရဲလို့ရတယ် မိဘာဖြစ်နေရလဲမိဘာဖြစ်ချင်နေရလဲ မောင်မိဖျားဖြစ်ချင်တာ အားလုံးပဲဘို့တို့တိုင်းစပိန်တွေဖွာပြီးတော့မောင်ရဲလားဆိုတော့လာမင်းတွေကြာအရင်ကြီးတငယ်ချင်းတွေတွေ့တိုင်းလေကိုလိုစပိန်တွေဖွာပြီးကိုအိုက်ဒီလှုပ်ပြရတဲ့အချိန်မှာအရင်ကြီးရတယ်မောင်မိပြပေါ့ဟုတ်ကဲ့ဒီမောင်မိပြရုပ်ရှင်စကားကြီးကတော့ဘို့ဒီမျိုးသမီးနုပညာရှင်တွေကကြတော့ဘို့တို့အငယ်တန်းတွေပေါ့နော်အငယ်တန်းတွေကကိုဒီလောက်ပိုင်တွင်ရတဲ့ဇက်ကိုအတွက်တကယ်တာဝန်ကြီးတဲ့ဇက်ရဖို့ဆိုအရန်ခက်ခဲပါလေကိုစူးစမ်းခြင်းနဲ့ကိုစီစူးစမ်းဖို့အခွင့်အရေးဇက်တွေရလာမှစူးစမ်းခွင့်ရတာပေါ့နော်တကယ်ကိုအခုလိုမျိုးဒီလိုဇက်ကြီးနဲ့စူးစမ်းခွင့်ပေးတဲ့ကိုရတဲ့ producer အောင်တီလေးကအပူလို့တော့ fighter မျိုးပေါ့နော်ဟိုကတကယ်ကိုကျေးဇူးများတင်ပါတယ်ကိုတွေလှုပ်ပြခြင်းနဲ့လှုပ်ချင်တဲ့အခွင့်အလမ်းတွေကို
ကိုယ်ယုံကြည်စွာနဲ့လောက်ခွင့်ပေးတယ်ပေါ့နော်ဒါဘိုးအမြဲတမ်းမရနိုင်ဘိုးတို့ဒီစူးစမ်းနေတဲ့အရွယ်တွေရကြတော့လေတကယ်လို့ခုချိန်မှာတကယ်လို့ဒီလိုဇက်တွေရိုက်ခွင့်ရတဲ့အတွက်လည်းအရန်ကိုလည်းဝမ်းသာပါတယ်အရန်ကိုလည်းဘိုးကကျေးဇူးတင်ပါတယ်ဟုတ်ဇဝင်ကန်နိုင်ရတော့လေတော်တော်ကိုအဲ့လိုမျိုးအရန်လောက်ရတာလို့မျက်နာတွေရော item တွေရောအဲ့လိုအပြည့်အားထုံးရတဲ့ဇဝင်ကန်တွေကြီးပဲဆိုအဲ့တုန်းကလေမမရရတကယ်ကိုဖျားနေတာအခုလိုပဲနာတန်ကြီးနဲ့အဲ့တချို့စနစ်ဆိုလည်းတိတာလေးပဲဘို့အတန်တော်တော်နာတန်ကြီးပေါင်ရအောင်နော်အဲ့တော့ဆိုလည်းတကယ်ကိုဖျားပြီးတော့လို့ဆေးတွေတောက်ပြီးတော့ကိုလို့ဆေးတွေထိုးပြီးတော့ရိုက်ခဲ့ရတဲ့နေ့လည်းရှိတယ်အဲ့အရှိတစ်ပတ်လောက်မှတော်တော်ဖျားနေတဲ့အချိန်မှာဘို့အရန်စိုးရင်ခဲ့တာပေါ့နော်ငါလီလီရောဖြစ်ပါမလားငါရဲ့ item ကိုကြောက်ပါမလားလို့ထင်ခဲ့တာပေါ့နော်writer လည်းကြိုက်တယ်အဆင်ပြေတယ်ဆိုတော့writer ကယုံကြည်ရဆိုတော့ကိုယ်ရောတချို့စင်းတွေကိုတော့အဲ့လိုမျိုးရတယ်ဖြစ်တယ်ဆိုတာမျိုးအားဘာလို့ပြောမလဲ shock ခဲ့ရတာပေါ့နော်ပြန်ကြည့်ရောလေကျင်းနဲ့အားရပါတယ်အဲ့တော့လည်းတကယ်အမှတ်တရတော့တကယ်ကိုဖျားရင်တန်းလန်းနဲ့မိုးရင်းမှာရိုက်ရတာဆိုတော့လေတော်တော်ခက်ခဲရရှိခဲ့ပါပြင်မပေါ့အချင်းအောင်ဆိုထားသေးတယ်ဖေးဆောင်ဝင်နေတယ်လေငါပြင်မဆိုဟုတ်တယ်လို့လေမောင်မီပြဖြစ်ချင်တယ်ဆိုပြီးအခု TikTok မှာလည်း trend ဖြစ်ပြီးတော့အဲ့လိုမျိုး like ဆော့ကြတယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ဘိုးတို့ဒီမောင်မီပြရဲ့ရှစ်စကားကြီးက12ရက်နေ့ကျလို့ရှိရင်ဒီနိုင်ငံလုံးမှာရှိတဲ့ရုပ်ရှင်တွေမှာပြသမှာဖြစ်လို့လာရောက်အားပေးဖို့အတွက်လည်းဟိုကပြောချင်ပါတယ်ဖိတ်ခေါ်ပါလိမ့်ရှင်